အဖေမရခဲ့တဲ့စနုကချန်ပီယံကိုကောင်လေးကယူနိုင်ခဲ့ရလားကောင်လေးကဘီလီရဲ့ထိုးတာတင်ကျင်နေတယ်ဒါကြောင့်ချန်ပီယံဖြစ်ဖို့တဲ့လူကြီးရဲ့ထိုးဟန်တွေကိုလိုက်တူယူနေခဲ့တယ်လူကြီးကအဖြောင့်ထိုးချက်တွေကိုလေ့ကျင့်နေတာပါသူလည်းအဖြူလုံးကိုနေရာချပြီးလူကြီးအတိုင်းလိုက်ထိုးကြည့်တယ်ဒါပေမဲ့သူကဘာမှနားမလည်ဘူးလူကြီးလည်းကောင်လေးရဲ့ကိုဟန်နေထားကိုပြင်ပေးလိုက်မှအဆင်ပြေသွားတယ်လူကြီးကမျက်နှာပေါ်မှာပွားလေးအုပ်ပြီးအနားယူလိုက်တယ်သူလည်းလူကြီးအတိုင်းလိုက်လုပ်ခဲ့တယ်ပြန်နိုးလာတဲ့အချိန်မှာအာယုံစူးစိုက်မှုကအရင်ကထပ်ပိုကောင်းလာတာကိုသတိထားလိုက်မိတယ်လူကြီးကကောင်လေးမှာပါရမီရှိတာကိုရိပ်မိသွားပြီးသူ့ရဲ့တပည့်အဖြစ်လက်ခံလိုက်တယ်သူ့ရဲ့တင်ကြားမှုအောက်မှာကောင်လေးရဲ့အရေးချင်းတွေကပိုကောင်းလာခဲ့တယ်သူ့မိကသူအိမ်ပြန်နောက်ကျတာကိုသတိထားမိပြီးတိတ်တိတ်လေးလိုက်ကြည့်တယ်ဘီလီရဲ့ခုံထဲဝင်သွားတာကိုမြင်တော့အမေဖြစ်သူကစိတ်ဆိုးပြီးအဖေလိုစိတ်တန်ရရမှာဆိုလို့ပြန်ခေါ်သွားခဲ့တယ်တားကိုပြန်ခေါ်သွားဖို့လို့တော့နီးပြကြီးကတားလိုက်ပြီးဒီကလေးရဲ့ဝါသနာနဲ့ပါရမီကိုမဖျက်ဆီးပါနဲ့သူဟာကမ္ဘာချန်ပီယံဖြစ်လာနိုင်တယ်လို့တောင်းပန်လိုက်တယ်သူ့မေလည်းပြန်ပြီးခွင့်ပြုပေးခဲ့ပါတယ်အချိန်နှင်းငယ်ကြာပြီးတော့ကောင်လေးကစနုကပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်တယ်ပြိုင်ပွဲဝင်တွေထဲမှာသူကအသက်ငယ်ဆုံးဖြစ်နေတော့လူတွေလည်းစိတ်ဝင်စားကြတယ်ဘိုလ်လူပွဲကိုအေးစစ်စစ်နဲ့တက်လန်းနိုင်ခဲ့တယ်ဘိုလ်လူပွဲရောက်တော့သူ့ဖေကိုအနိုင်ယူထားတဲ့လက်ရှိချန်ပီယံကြီးဖြစ်နေတယ်အဲ့ဒီချန်ပီယံကကောင်လေးကိုကြည့်ပြီးအထင်သေးနေခဲ့တယ်ဒါပေမဲ့ကောင်လေးရဲ့စွမ်းဆောင်ရည်နဲ့ပါရမီကိုမြင်လိုက်ရတဲ့အခါမှာသူလည်းစိုးရိမ်လာတယ်ရမက်တွေကလည်းတယောက်နဲ့တယောက်မတိမ်မယိမ်ဖြစ်နေတယ်ကောင်လေးကစိတ်လှုပ်ရှားပြီးခဏခဏအမားတွေလုံးမိနေခဲ့တယ်နောက်ဆုံးချီမတိုင်ခင်မှာကောင်လေးကလက်ကင်ပွားလေးကိုမျက်နှာပေါ်အုပ်ပြီးခဏနာလိုက်တယ်မိနစ်နှင်းငယ်ကြာတော့ပွားကိုဖယ်ပြီးပြန်ထလာတယ်အဲ့ဒီချိန်မှာတော့ကောင်လေးရဲ့အာယုံစူးစိုက်မှုကဂိမ်းထဲမှာအပြည့်အဝရှိနေခဲ့တယ်နောက်ဆုံးကျန်နေတဲ့အမဲဒီကိုအကွက်ပြပြီးကျင်းစိန်လိုက်ပါတယ်အဖေကိုစပြန်နိုင်ယူပြီးချန်ပီယံဆုကိုရယူသွားနိုင်ခဲ့ပါတယ်ကိုကပထမဆိုပေမဲ့သူကတော့ဒုတိယလူနောက်ကိုပါသွားခဲ့ပါတယ်